ရာသခင်များပညာသင်ကြားရင်ထားကျေးဇူးရွယ်ရည်စုကရှိဦးတင်တုတ်ဆက်ခါဒီပါဠိအလားစာရှိမှနမမိပါအာစရိယာအိုးချစ်စွာသောဥပေမြတ်ဆရာချစ်စွာသောမြတ်ဆရာအိုးချစ်စွာသောဥပေမြတ်ဆရာစေတနာဝါဒနာနဲ့နာသုံးနာရင်မထားဆရာသခင်များပညာသင်ကြားရင်ထားကျေးဇူးရွယ်ရည်စုကရှိဦးတင်တုံးဆက်ခါဒီပါဠိအလားစာရှိမှနမမိပါအာစရိယာအိုးချစ်စွာသောဥပေမြတ်ဆရာဘဝတွေထွေတွေအခြေအနေအကြောင်းကြောင့်သာတည်တမြည်ပြောင်းကြတာဒီကြီးရာညညူရာစကားဥပမာဒီကြောင့်ကြီးနဲ့နှစ်ပေါင်းရှိကြအနေကွာလှမ်းနေမဲ့အခုလိုလေတစ်နှစ်မှတစ်ခါပြန်လေတွေ့ဆုံကြတာဝမ်းမြောက်ပြီးပြဆရာမကြီးများရဲ့ဆုံးမခံယူတာဘာသာရေးသာသနာရေးရာနိုင်ငံရေးလူမှုရေးရာစီးပွားရေးရာဖြာဆွေးနွေးတိုင်ပင်ကြရတာပျော်ရွှင်စရာအကြောင်းတရားကောင်းမြတ်တဲ့အစဉ်အလားမင်္ဂလာအခါတပါးပါအိုးချစ်စွာသောဘုရားမြတ်ဆရာဘဝတွေထွေတွေအခြေအနေကြောင်းသာတည်တမြည်ပြောင်းကြကရေကြီးရာမြင့်နုရာစကားဥပမာဒီကြောင့်ကြီးနဲ့နှစ်ပေါင်းရှိကြအနေကွာလမ်းမေမဲ့ခုလိုလေးတစ်နှစ်မှတစ်ခါပြန်လေတွေ့ဆုံကြတာဝမ်းမြောက်ပြီးပြဆရာမကြီးများရဲ့ဆုံးမခံယူတာဘာသာရေးသာသနာရေးရာနိုင်ငံရေးလူမှုရေးရာစီးပွားရေးရာပြာဆွေးနွေးတိုင်ပင်ကြရတာပျော်ရွှင်စရာအကြောင်းတရားကောင်းမြတ်တဲ့စင်လားမင်္ဂလာခါတပါးပါအိုးချစ်စွာသောဥပေမြတ်ဆရာဘုရားနဲ့တကယ်နဲ့ခါကလောကကိုအလှဆင်နေသူများအိုးမြတ်ဆရာတရားနဲ့တကယ်နဲ့ခါကလောကကိုပြုပြင်နေသူများအိုးမြတ်ဆရာသံဃာနဲ့တကယ်နဲ့ခါကလူဘဝကိုကဲ့ပြင်နေသူများအိုးမြတ်ဆရာမိဘနဲ့တကယ်နဲ့ခါကလူရက်ခွင်လှဆင်နေသူများအိုးမြတ်ဆရာအနန္တငါးပါးတကယ်နဲ့ခါကအသက်ထင်ရှားတပါးဝင်ပါမြတ်ဆရာကိုပူဇော်ကြရတန်လှူတဲ့လက်ပွားပေါ်မှာပန်းရနံလေးတွေပြင်ပြမွေးကြံခဲ့သလိုပါမြတ်ဆရာများပူဇော်မွဲမှာသာဓုခေါ်ပါအနုမောဒနာကောင်းမြတ်သောကျူတပည့်တို့ရကြမှာစိတ်ချယုံကြည်စွာကာယဝစီမနောချီတာဒီလင်္ကာပူဇော်ပရောတာအိုးချစ်စွာသောဥပေမြတ်ဆရာအိုးချစ်စွာသော